တငယ်ချင်းနဲ့လမ်းလျှောက်တော့နိုင်ငံသားတယောက်ကဟိုဘက်ကလာတယ်မေးတယ်ရွှေအင်းလေး guest house ဘယ်မှာလဲကျွန်တော်သိတယ် तू မေးနေတာရွှေအင်းလေးတဲခုကန် तू ကြော်လာပြီ तू တဲခုကန် तू မတွေ့ဘူးကြော်လာပြီကျွန်တော်ပြောတယ်တငယ်ချင်းကိုမင်းသွားမပြောနဲ့အင်္ဂလိပ်စာမတက်အင်္ဂလိပ်စကားမတက်အဆက်ကွဲမယ်ရတယ်တဲ့ငါပြောတတ်တယ်တဲ့ရှစ်တန်းပထမနေ့ကမပြောနဲ့ဆိုရှစ်တန်းရတယ်တဲ့အမလေးရတယ် तू ပြောလိုက်တယ်ကျွန်တော်တော့မပြောဘူးကိုယ့်အကိုမတက်ပေးနားနေတာကောင်း तू ပြောတယ်အင်္ဂလိပ်နားလေတယ် तू ပြောတာအော်ဆရာကောင်းကြော်လာပြီလေရွှေအင်းလေးတက်ခုကန် तू ဘာပြောလဲဆိုတော့ no go तू ပြောတယ်ဟိုဘက်ကကြော်လာတယ်လေ तू ပြောတယ် no go no go no go go ဟာနိုင်ငံသားလေသဘောပေါက်တာမှ3ခါပြောသွားတယ် yes 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 ဟာမိတ်ဆွေပြောတတ်တယ်လို့ပြောနားလေတယ်